အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တတိယပိုင်းရောက်သွားပြီပေါ့နော်တတိယပိုင်းကအဲကျွန်တော် ribbon တွေကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်အရှိမအားလုံးကိုတောင်းပန်စရာရှိတာတော့ပေါ့နော်ကျွန်တော်ခေါင်းအောက်မှာစာတမ်းမရေးခဲ့တယ်ပေါ့နော်အဲ့ဒါဗာလဲဆိုချင်းကန်းဆန်ဆိုပြီးတော့ရေးခဲ့တယ်ဒါပေမဲ့အဲစာအုပ်ကကျွန်တော်မင်းနာနော်နီဟောကောရဲ့စာအုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဒီ file မှာကျွန်တော်ပြန်ပြီးတော့ caption ပြန်ထိုးပေးမယ်နော်အားလုံးဒီ29ထိရောက်သွားပြီပေါ့နော်အဲ့မှာကအဲမဒိုကရှိမတဲ့အီမတ်ပတင်းပေါက်ကပွင့်နေတယ်နော်ဒါကဘာလဲဆိုတော့ဂျီတိုးရှိကိုသုံးတယ်နော်ဂျီတိုးရှိอืมဂျီတိုးရှိကိုသုံးတယ်ပြီးတော့တန်ရှာနီအဲတန်ရှာနီခါဆာအိုဝါဆူရဲတဲ့ရှိမိုင်းမတ်တာယထာပေါ်မှာထီကိုမေ့သွားခဲ့တယ်တဲ့ရှိမိုင်းမတ်တာဆိုရင်ကျွန်တော်ခုနသင်ပေးခဲ့သလိုပဲဇန်နနာကိုတိုလိုမှတ်တော့ဗောနော်တန်ရှာနိနေရနေနေရာမှာဖြစ်တဲ့အတွက်တန်ရှာယထာမှာအာအိုကိုဘာလို့သုံးလဲဆိုတော့အခင်ဖတ်မို့လို့ဝါဆူရတဲ့ရှိမိုင်းမတ်တာကိုသုံးတယ်အဲ့မှာကနောက်တစ်ခုကကြတော့ဒီခန်းကြီးကိုမှတ်ပေါ့နော်ဒီဟာကဘာလဲဆိုတော့ရှီဆွတ်ဆိုကျွန်တော်အရင်တော့ကဘာလဲ N5 မှာသင်ခဲ့ရတယ်ခ ्योर ရှီဆွတ်တို့ပါစာသင်ခန်းတို့ပါအဲ့အရာရဲ့ရှီဆွတ်ဖြစ်တယ်ပေါ့နော်ခိုင်ကြီးကကျွန်တော်တို့ဒါအစည်းအဝေးပေါ့နော်ခိုင်ကြီးရှီဆွတ်ဆိုအစည်းအဝေးခန်းမရဲ့ခါကြီးကတော့ကခါခါတဲ့အီမတ်နဲ့တော့ကခတ်ထားတယ်လေတဲ့ကြဝဒါနာဘန်ဆန်နိဣတေအာဂေတေမူရိုင်မာရှောဝဒါနာဘန်ဆန်ဒီမှာနိရကြတော့ထမ္မထန်တို့ဆိုတော့ကျွန်တော်ဘယ်လိုပြန်မလဲဆိုတော့ဝဒါနာဘန်ဆန်ထန်တို့ပြောပြီးတော့ဖွင့်ပွေးခြင်းကိုလက်ခံရရှိကြရအောင်တဲ့မူရိုင်မာရှောသူများကကိုယ့်ကိုလုပ်ပေးတာဆိုရင်လက်ခံရရှိရဆိုရင်မူရိုင်မာရှောနဲ့သုံးတယ်ကိုနိုဘာဆွန်ကိုစုကာတဲမူအီဒက်စကဒီကွန်ပျူတာကသုံးလို့ရပါပြီလားဆိုရီဝကိုရှောရှိတဲ့အီမတ်စကာရအချီရာနော့စုကာတဲပိုတာဆိုင်ဒီဟာကပြည့်နေတဲ့အတွက်ကြောင့်အိုအိုဘတ်အလုံးကိုပဲအိုဘတ်ကွန်ပျူတာအလုံးကိုပဲအသုံးပြုပေးပါရှုရှုစမစ်ဒိုဆန်ကမုတ်တေခိတာဝိုင်းဝါဒိုကိုဒတ်စကစမစ်ဒိုဆန်ယူလာတဲ့ဒါမိုချီမတ်ပေါ့နော်မိုချီမတ်ကမုတ်တေခိခိတာဆိုတာပါလေယူလာခဲ့တဲ့ဝိုင်းကဘယ်မှာလဲဒါကနေရာကိုမေးတာပါဘယ်နေရာမှာတင်ထားတာလဲဆိုတော့မင်းနာတဲ့နွန်တဲ့ရှိမိုင်းမာစတာအလုံးတော့ပလိုက်ပြီတဲ့ဟုတ်မှာဒါကကျဒီနွန်တဲ့တော့ပေါ့ကျွန်တော်မရှင်းပြတော့ဘူးเนาะတဲ့ပုံစံနဲ့အတူတူပဲနော်မီမတ်ဆိုရင်နွန်တဲ့ယောဘီမတ်ဆိုရင်ယွန်းတဲ့အဲ့လိုမျိုးသုံးတယ်လေပြီးတော့အရှောနိခါယရီမဆန်ကအတူတူပြန်ကြမလားဆူမီမဆန်တဲ့တောင်းပန်ပါတယ်ခွန်တို့မဲရီကိုခိုက်တဲ့ရှီမာယီမတ်စကာရာအိုဆာကီနီဒိုဆိုဒီမေးကိုအပိသက်လှုပ်လိုက်ခြင်းရေးရမှာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးပြန်နေပါအဲ့မှာဒီမှာကြတော့ဗာလဲဆိုတော့ဆူမီမဆန်တောင်းပန်တဲ့စကားလုံးဖြစ်တယ်ဗောနော်တောင်းပန်တဲ့စကားလုံးနောက်တစ်ခုကမိုရှိဝါကေအာရီမဆန်ဆိုတဲ့ဟာလည်းရှိတယ်အဲ့ဒါအကြမ်းမြင်ပေါ့နော်ဒါကျွန်တော်ပိုးစရာနေပြောပြတာပါヤゴソゴの時間に間に合いましたが、チェイナラが、チェイナラチェイを見られ、いいえ、遅れてしまいました。誰でも残念なこと。နောက်ကျသွားခဲ့တယ်တဲ့မိချီအိုမချီကာရဲ့တန်ဒက်စ်အဲ့မှာဒီမှာ revision တော့ပြန်လို့ရသေးတယ်။ဘာလဲဆိုတော့ on desk တွေ့ရယ်နော်ကျွန်တော်တို့26မှာသင်ခဲ့ရတယ် on desk ကဘာနဲ့တွဲမှာလဲဆိုတော့ plain form on desk ကိုတွဲတယ်အဲဒါကဘာလဲဆိုတော့ဘာလို့နောက်ကျတာလဲဆိုတဲ့ဟာတော့ဒါကကျွန်တော်တို့ on desk မှာရှီဆုမွန်ရယ် review ရယ်နှစ်ခုကိုသုံးတယ်ဒါကအဲ review ပေါ့နော်အကြောင်းပြချက်ပေးတာမိချီအိုမချီကာရဲ့တန်ဒက်လမ်းမသွားခဲ့လို့ပါဟိုမှာကိုယ့်ရဲ့အိမ်ကတကယ်ကြီးဟိုဟာငါအိမ်ကတော့54လမ်းဘယ်နှလမ်းမြောက်ဆိုရင်3လမ်းမြောက်ဆိုရင်တော့3လမ်းမြောက်မဝင်မဲနဲ့ဗာလဲ5လမ်းမြောက်သွားဝင်ပြီးတော့လမ်းပြောက်သွားအဲ့လိုမျိုးဆိုလိုတာတန်ဒက်ကိုပြောတာဒိုရှိတန်ဒက်ကာဆိုရင်ဘာဖြစ်လို့
ဘာဖြစ်လို့နောက်ကျတာလဲဘာဖြစ်လို့လဲပေါ့နော်တက်ခရှိနီနီမိုဆိုအိုဝါဆူရဲတဲရှိမာတန်ဒက်စ်တက်စီပေါ်မှာထုတ်ပိုးတွေကိုမေ့ကြံခဲ့လို့ပါခုနကျွန်တော်လည်းပြောခဲ့ပါတော့ဒိုးရှိတန်ဒက်စ်ကဆိုရင်ရှိမာတန်ဒက်စ်လို့ပြန်ဖြေတယ်အဲ့ဒါလေးကိုမမိနဲ့ပေါ့နော်ပြီးရင်အဲ့တော့ကျွန်တော်မှာ mouse နဲ့လေးရတော့နည်းနည်းကြာတယ် mouse နဲ့ဟုတ်ပြီဒါအခန်း30 30ကဗာလဲဆိုတော့ဒါလည်းတာလို့ရှိကြည်လို့ရှိပဲဗောနော်ကိုဘန်နိမိချီအိုချီဇူကဟိုက်တဲ့အာနီမတ်ရဲစကန်ရဲကင်းစကန်မှာလမ်းရဲ့ချီဇူဆိုမြေပုံကကတ်ထားတာရှိတယ်တဲ့ဒီမှာဆိုရင်တဲ့အီမတ်နော်sorry တဲ့အာနီမတ်ကအဲ့လိုမျိုးပေါ့နော်ကားကိုဝိုင်းတက်အာရီမဆိုလိုက်တာပေါ့နော်ရောကိုတော့မရဲ့နီအင်တာနက်တို့တက်ရှာတာပဲတဲ့ OGMAS ခရီးမသွားခင်မှာအင်တာနက်ဖြင့်အမျိုးမျိုးရှာဖွေကြည့်ထားမယ်အဲ့မှာရောကို not မအေဒါအရေးကြီးရယ် not မအေကဘာလဲဆိုတော့ကျွန်တော်F5 မှာသုံးတယ်ပေါ့နော်တခုခုကိုမလုပ်ခင်မှာဆိုရက်တခုခုမလုပ်ခင်မှာတခုခုကိုလုပ်တယ်ပေါ့နော်ဟိုမှာဆိုကြပါစို့နေရုမရဲ့နိဟွန်အိုယောမီမတ်မအိတ်ခင်မှာစာအုပ်ကိုဖတ်တယ်နေရုမရဲ့နိကျူညူအိုနော်မီမတ်မအိတ်ခင်မှာနော်လို့တောက်တယ်ဘာလို့လဲဆိုတော့အဲ့လိုကောင်းအောင်လို့ကျုပ်နိုင်ငံသားရေးဆိုရှိရယ်နေရုမရဲ့နိဝိုင်းကိုနော်မီမတ်ဝိုင်းကိုတောက်တယ်အဲ့လိုမျိုးပေါ့နော်ဒါလည်းအဲ့လိုပဲခရီးမသွားခင်မှာတခုခုမလုပ်ခင်မှာတခုခုပြလုပ်ထားတယ်အဲ့လိုမျိုးနော် action တစ်ခုပေါ့နော်ကြီးလျှော့မအေနိနောင်နောမအေနိနှမျိုးရှိရယ်ပတ်တန်အဲ့ဒီနော်အတာရရှိထိုရီအိုမိုရှိရိုဒက်စ်နဲ့ဘူဒါယုံရဲ့သက်သေကပြောဖို့ကောင်းတယ်လေဆိုဒက်စ်ကဟုတ်လားတဲ့ခါပဲတော့နန်ရန်ဟာနာယာဒိုးဘူးစွန်တော့ကခိုက်တဲ့အာရုံဒက်စ်နန်ရန်မှာတဲ့ဗာလဲပန်းနေနဲ့တိရစ္ဆာန်တွေရဲ့ပုံတွေကိုရေးထားတာကရှိတယ်လေတဲ့ဆယ်ရိုတက်ဘူကဒိုးကိုဒက်စ်ကဆယ်ရိုတက်ဘူကဘယ်မှာလဲတဲ့အာနိုတဲ့ဟီကိုဒါရှိဒါဟီဟီကီဒါရှိနိရှိမတဲ့အာရီမဆီယွန်နဲ့အာဆီယောတဲ့အဲအဲဇွဲထဲမှာတင်ထားတာကရှိတယ်လေတဲ့တက်အာရီမတ်နော် right ကဆိုနောက်လာရှုချောဒတ်ကဟိုတယ်ရူနော်ရောရကိုရှိတဲ့အိုကီမရှောကနောက်လာမယ့်နောက်လာမှာပေါ့နော်နောက်လာမှာချွချောတော့အလုံးနဲ့ခီးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဟိုတယ်ကိုဘိုကင်တင်ပေးထားရမလားတဲ့အိုနေဂိုင်ရှိမှာလုပ်ပေးပါတဲ့အာဆာမီအိုစုခတာရမိုတိုနော်တိုကိုရိုနိမိုတိုရှိတဲ့အိုဤတဲ့ကိုဒါဆိုင်ကက်ကြီးကိုသုံးပြီးွားရင်မိုတိုဆိုတာအရင်နေရာမူလနေရာမိုတိုရှိတဲ့ဆိုထားပေးပါပေါ့နော်မိုတိုရှိတဲ့ဆိုကျေးဇူးပြုထားပေးပါတဲ့はいわかりましたဟုတ်ကဲ့နားလဲပါလိရှိရောအိုခတာစုကေတဲ့မိုအီဒက်စကဒီ
စာရွက်စာတမ်းတွေသိမ်းပေးရမှာလားတဲ့ဤရဲ့ဆိုနိုမနိရှိတဲ့အိုဤတဲ့ကိုတာဆိုင်ဒီတိုင်းလေးပဲထားပေးပါမဒါစုကားတဲ့ဤမတ်ကာရအသုံးပြုနေတဲ့အတွက်ကြောင့်ဖြစ်တယ်တဲ့ဒါကြတော့ဗာလဲဆိုတော့တဲ့အိုခီမတ်ဆိုတော့ကျွန်တော်အချိန်နေသုံးမျိုးမှာသုံးတယ်ဗာလဲဆိုတော့နံပါတ်1ဂျွန်ဘီနံပါတ်2ဆိုခီချင်းတို့နံပါတ်3ဆိုနိုမဒါကဆိုနိုမဆိုတဲ့ condition ထဲမှာ situation ထဲမှာပါတယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းအားရလို့ဒီထဲမှာဟိုရှိရပေါ့နော်ဟောတော့မယ်ဒုခိုင်းနဲ့ဆိုင်တဲ့ဟာလေးရှိရအဲ့လေးကျွန်တော်ဖတ်ပြပေးမယ်ဟုတ်ဒီမှာ issue need eco တူသွားရအောင်ရှော့ရိုင်းတော့ဂျီပွန်နော်ခိုင်ရှာအိုစပူရောတိုအိုမိုတေအီမတ်ဒီမှာဆိုရင်ကျွန်တော်မရှိမလဲဆိုတော့ဥမာအဲဥမာဒါတိုင်းလာပါတော့တိုအိုမိုတေအီမတ်ဆိုရင် eco form နဲ့တွဲတယ်အဲ short line ကဒါပါလဲဆိုတော့ကိုယ့်ရဲ့အနာဂတ်အကြောင်းကိုပြောတာဟိုမှာ short line နဲ့ mid line နဲ့နှစ်ခုရှိရပေါ့နော် right နှစ်ခုရှိရခန်းကြီးကဒီ right ဟိုပဲသုံးတာပါဒါက short line ကြတော့ကိုယ့်ရဲ့အနာဂတ်ကိုပြောတာ mid line ကြတော့ဘယ်လိုမျိုးကျွန်တော်တို့ဘယ်လိုမျိုးမှလဲဆိုတော့ကဘာကြီးရဲ့အနာဂတ်ကျွန်တော်ဗမာလူမျိုးတွေအမြဲပြောတယ်မလားအခုဆိုရင်ဗမာနိုင်ငံကြီးကနေရာတော်တော်များများမှာစစ်ပွဲဖြစ်နေကြတာလေအဲ့တော့ဗာလဲဆိုတော့ငါတို့ဗမာနိုင်ငံကြီးရဲ့အနာဂတ်အခြေအနေကဘလို့ကြီးနဲ့မသိဘူးမိရိုင်းအဲ့လိုမျိုးတော့နော်အများပြည်သူအတွက်ဆိုင်တဲ့ဟာတွေမှာသုံးတယ်ဒီ short run ကကိုယ့်ရဲ့တကူရဲ့တကာရနေရာတွေမှာသုံးတယ်ပေါ့နော်ဥမာခုနကျွန်တော်ပြောလို့ပဲပေါ့နော်ဥမာ eco form တွေ့တယ်အောက်မှာရေးထားမှာပေါ့နော်တို့ omote emails bla bla တင်းတင်းသုံးလေးဆိုရေးထားမယ်ဥမာဒါဆိုရင်တစ် omote ဒါဒီဟာရဲ့ဒီ collet ရဲ့အရှိကိုကြည့်လိုက်ရင်ဗာလဲ eco care ကိုတန်းရွေးလို့ရတယ် eco care ဆိုရင်တို့ရှိ ichi က2နေရာနေနံပါတ်5နေရာကိုပြောင်းရင် eco care တို့ရှိ ichi ပေါ့နော်တို့ရှိနီးကကြတော့ဗာလဲရောချရလို့မှလေဟိုဒါပဲမှဆိုရင်ဒါပဲရောခင်ဟိုဒုရှိစမ်းဆိုရင်ခီမတ်ဆိုရင်ခီရောကိုပြီးတော့ဗာလဲရှီမတ်ဆိုရင်ရှီရောအဲ့လိုမျိုးမှပြီးတော့right ကဆိုနောက်လာ chroma okha osumoritas ဒီကားကြတော့ဒါကြတော့ G short ဒါ sumoritas ဒါအဲ G G G ဘုံပေါ့နော်ဟိုကိုနဲ့ဆိုင်တဲ့ဟာမှာသုံးတယ်ဒါကိုယ်တိုင်ကားဝယ်မှာလေဟုတ်တယ်မလားနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ စုကာရက်တာနဲ့ချော့တိုရဆုမနိုင်
ခဏနားလိုက်ရအောင်လားဆိုရှိရောအဲ့လိုလုပ်ကြစို့တဲ့ဟောအိုရှောကဆော့နာနီအိုရှိမတ်ကာတဲ့နေ့တကူပွဲတော်မှာဘာလို့မှာလဲကဆုကူတို့အွန်ဆန်နိအီကိုတို့အမိုတေအီမတ်မိသားစုနဲ့အတူရေပူစမ်းကိုသွားမှာပါတဲ့ဒီမှာတို့ဆိုတဲ့ဟာကအဓိပ္ပာယ်နှစ်မျိုးရှိရပေါ့နော်။ဘာလဲဆိုတော့နှစ်ဆိုတဲ့ဟာရယ်နှစ်အတူဆိုတဲ့ဟာရယ်ရှိတယ်။ဒါဤရဲ့ခါပေါ့နော်ဒါကျွန်တော်ရှေ့ရပြောပြထားတယ်။သူကအဲ့ဒါနောက်တစ်ခုခန်းကြီးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုးဒီလိုရေးမယ်ဒီလိုရေးမယ်ဆိုတော့ဒါဆိုရင်ခကုဒီခါနဲ့ဒီဟာနဲ့ဆိုရင်ခကုပရိဘောဂပေါ့နော်ဒါကြတော့ကျွန်တော်ခဆုကုမိသားစုအဲ့မျိုးမှတ်ပါနော်ဘယ် report တော့ဝါတဲ့မိုးတကီမာစတာကတဲ့ပြီးသွားပြီလားတဲ့ဟုတ်ကဲ့အီရဲမတာခိုက်တဲ့အီမတ်ဆိုင်အင်းမပြီးတော့ဘူးတဲ့ခင်းရောပြီးမှတဲ့မတိုမဲရောတိုအုံမိုတဲ့အီမတ်ရောတဲ့အင်းသမီးရသေးဘူးတဲ့ခင်းရောပြီးတောက်ကြနေ့မတိုင်ခင်မှာမတိုမဲရောတိုအုံမိုတဲ့အီမတ်မတိုင်ခင်မှာပေါ့နော်အဲ့လိုမျိုးမတယ်နိဆိုရင်မတိုင်ခင်မှာမတယ်ကကြတော့ကျွန်တော်တို့အထိဆိုတဲ့ဟာပေါ့နော်အခါရမတယ်ဆိုတဲ့ဟာ N5 မှာရှိရလေအချိန်တစ်ခုနဲ့တစ်ခုကြာဟိုမှာ2 လပိုင်းကနေစပြီးတော့4 လပိုင်းအထိJLPT ဆောင်ရွက်ဖြစ်ဖို့အတွက် listening practice ကိုလုပ်ခဲ့တယ်အဲ့လိုမျိုးနေရာမှာခါရမတယ်ကိုသုံးတယ်အချိန်ကာလတစ်ခုနဲ့တစ်ခုအထိပေါ့နော်အဲ့လိုမျိုးဆိုရင်ခါရမတယ်ကိုသုံးတယ်ခုနီအဲခါရဲတဲမိုနီဟောင်ကောင်နိုဘန်ဂီယိုအိုဆူဆူကေမတ်ဂျပန်အဝဦးတိုင်းပြည်ကိုပြန်လဲပဲဂျပန်ဘာသာစကားလေ့လာမှုဆက်လုပ်မှာလားတဲ့ဆူဆူကေမတ်ဆက်လုပ်တာဒါကြတော့ဗာလဲဆိုတော့ကျွန်တော်အဲခါအေးတင်မို့ဆိုတာကျွန်တော် N5 မှာသင်ခဲ့ရတယ်ဒါဆိုရင် N5 စကားလုံးတော့ပြန်ခေါ်လို့ရတယ်ဗာလဲအေးနဲ့သုံးတာဆိုရင်3 လုံးရှိရယ်ရှိမတ်ခီမတ်ခါရဲဒီမှာ3 ခုရှိရယ်ဟိုဟိုက်တယ်ဆူဆူကေရူဆိုမိုရီဒက်ဒါကိုယ်တိုင်လုပ်မှာပေါ့နော်ဆိုမိုရီကြီးရှော့ဆိုမိုရီဒက်ပေါ့နော်တိုင်းပြည်တို့ပြန်မယ်ဂျပန်ကိုဆက်ပြီးလေ့လာအောင်ဟုတ်ကဲ့ဆက်လုပ်မယ်လို့စဉ်းစားထားတယ်နာဇူယာဆိုမီဝါခုနီအေခါရဲရာ9 desk ကဒါလည်း play for on desk နဲ့တူတူပဲနော်ဟိုပါပေါ့ဒါကြတော့ရှီဆုံမွန်နဲ့ review နဲ့ဆိုရင်ဒါကရှီဆုံမွန်မေးခွန်းမေးတာနေရာဒီပြည့်ရမှာဆိုရင်တိုင်းပြည်ပြန်မှာလားပြန်မှာမဟုတ်ဘူးလားတဲ့တဲ့တိုင်းကားကိုအင်းတော့ရှီကန်အိုโอเคမတ်ကာရကိုတိုရှိဝခါရဲရာ9အာခါရဲရာ9ဆိုမိုရီတက်စ်ကျောင်းရဲ့ဆောင်ဝဲဘွဲကိုပြင်ရမယ့်အတွက်ကြောင့်ဒီနေ့မပြန်ဘူးလို့စဉ်းစားထားတယ်ဒါကလည်း9ဆိုမိုရီတက်စ်ကမလုပ်ဖို့ရည်ရွယ်ထားတယ်明日のあら、ユーロ出張しますပေါ့နော်ယူရိုကိုအလုံးနဲ့ခီးသွားမှာလားဆိုဒတ်ကဟုတ်တယ်နော် is ခိုင်နီမတ်ကဘယ်တော့ပြန်လာမှာလဲတဲ့ Russian の KOB に帰る予定ですဒါကကြီးလျှော့予定ですにဒါကပါလဲဆိုတော့အဲ right shoe ဆိုတာ noun ဖြစ်တဲ့အတွက် noun not your day desk ကိုsorry ဒါကြီးလျှော့ your day desk ပဲပေါ့နော်အဲ့ဒါကိုသုံးတယ်လောက်ဖို့စဉ်စီစဉ်ထားတာရှိတယ်အဲ့လိုမျိုးပဲပေါ့နော်အဲ့ဒါလေးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ရှင်းပြပေးသွားတာတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင်နှစ်6နှစ်ခွန်နှစ်8ရှင်းတယ်ပေါ့နော်ဟိုကကြတော့နှစ်9 30 31မင်းနာတော့ညီအောင်ကောရဲ့စောက်ဖြစ်ပါတယ်ကျွန်တော်ဘယ်လိုလုပ်ပေးရမလဲဆိုတော့နောက်ပိုင်းပေါ့နော်ကျွန်တော်အားလို့ရှိရင်ဒီထဲမှာဟိုဟာလေးရှိတယ်ဒုတ်ခိုင်းလေးအဲဒုတ်ခိုင်းလေးရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တေချာရှင်းပြပေးမယ်အဲ့ဒါလေးတော့လည်းကောင်းတယ်ဒုတ်ခိုင်းလေးရှိမယ်ပြီးတော့ဒါပဲရှိပါတော့ကျွန်တော်ရဲ့ဒီနောက်က range A လေး range A လေးကျွန်တော်ဖတ်ပြပေးမယ်ချိန်အားရင်အားသလိုလေအားလုံးပဲ
နားလဲမယ်လို့လည်းထင်ပါတယ်ကိုလိုမျိုးစောင့်ကြည့်ပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အဲကျွန်တော်ကဘာလို့လဲဆိုတော့ပထမတစ်ခေါက်မှာလည်းကျွန်တော်ပြောထားပြီးသားပါကျွန်တော်အရင်ကျွမ်းကျင်လို့လောက်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီစာသင်တဲ့အလုပ်ကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ YouTube မှာစတင်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ သူများစီမှာသွားလို့ရှိရင်သူများပေးရဲ့လကလောက်ပဲရမှာပေါ့နော်ဒီမှာ YouTube မှာပေးလို့ရှိရင် YouTube ကဟာလေးရမှာပေါ့နော်ပြီးတော့ YouTube မှာတကယ်လို့ကျွန်တော် monetization အောင်သွားပြီဆိုရင်ကျွန်တော်လုပ်ဖို့အစီအစဉ်လေးအများကြီးရှိရပေါ့နော်ပြီးတော့ဒီကျွန်တော်ရဲ့ YouTube channel ကိုပြောချင်တာကဗမာနိုင်ငံကလူဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ပေးစေချင်ပါတယ်ကျွန်တော်တခြားနိုင်ငံကဆိုရင်တော့ VPN ဖွင့်ပြီးတော့ကြည့်ကြမလို့ပါဘူးကိုလိုကြည့်ရှုပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube မှာဒီဗီဒီယိုလေးတင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ YouTube ကကျွန်တော်စစချင်းမှာပြောထားပြီးသားပါဗမာနိုင်ငံကအခုဆိုရင်အခြေအနေကမကောင်းတော့ဘူးเนาะနေရာတိုင်းမှာတိုက်ပွဲဖြစ်နေကြရပါတော့အဲ့ဒါကြောင့်မို့လို့ဒီတချို့ဆိုရင်ပတ်စံမသုံးနိုင်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအတွက်ကျွန်တော်အဲ့ဒီလူတွေကိုအဓိကထားပြီးတော့သင်ပေးတာဖြစ်ပါတယ်တကယ်အားလုံးမမဟုတ်ဘူးကိုယ့်ရဲ့သားသမီးတွေကဂျပန်မှာသွားလို့အာဟိုကအလေဘဲသွားခြင်းနဲ့ဆိုရင်လည်းဒါလေးတွေလေ့လာပြီးတော့လည်းဖြေလို့ရပါဘောเนาะအဲ့ရနေတစ်ဆင့်အထောက်အကူတွေအများကြီးရတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော်အများကြီးကြိုးစားထားပါတယ်အားလုံးပဲအာကိုယ်စိတ်ကျန်းမာပြီးပျော်ရွှင်ပြီးတော့ကောင်းမွန်တဲ့မိသားစုဘဝလေးအေးချမ်းတဲ့မိသားစုဘဝလေးပိုင်ဆိုင်ရပါစေလို့ပြောရင်းနဲ့ကျွန်တော်ဒီမှာနေကုန်းချုပ်ရပါတယ်အားလုံးပဲဘိုင်ဘိုင်ကျွန်တော်နောက်တစ်နေ့မှာပြန်တွေ့ကြမယ်